အားလုံးမင်္ဂလာပါခင်ဗျကျွန်တော်ဒီစာအုပ်ကိုဆက်ဖတ်ပြချင်ပါတယ်အရင်ကတင်ခဲ့တဲ့ post မှာတော့ဒီစာအုပ်ရဲ့ဏ္ဍန်ပိုင်း introduction ပိုင်းပေါ့နော်အဲ့ဒီပိုင်းကိုကျွန်တော်ဖတ်ပြခဲ့ပြီးဖြစ်ပါတယ်ဒီနေ့တော့စာအုပ်ရဲ့ part 1ကနေစပြီးဖတ်ပြသွားပေးပါမယ်အင်္ဂလိပ်စာအုပ်ကိုကျွန်တော်ဗမာလိုဖတ်ပြခြင်းအဖြစ်ဘာသာပြန်တဲ့အလေးအထားလေးလည်းနည်းနည်းရသွားမယ်အင်္ဂလိပ်ဘာသာစကားကိုလည်းတနည်းတစ်ဖုံအနည်းနဲ့အများတော့လေ့ကျင့်ပြီးသားဖြစ်သွားမယ်ဒီစာအုပ်ပါအကြောင်းအရာတွေကိုလည်းရရှိမယ်ဆိုရင်ပတ်စံနဲ့ပတ်သက်ပြီးတော့မှငွေကြေးနဲ့ပတ်သက်ပြီးတော့မှကိုယ့်ရဲ့အတွေးခေါ်တွေတွေးပုံတွေးနည်းလုပ်ပုံလုပ်နည်းတွေမှာတစုံတရာအကျိုးရှိလာပါလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်စာအုပ်ရဲ့ခေါင်းစဉ်ကတော့ Secrets of the Millionaire Mind မီလီယံနာတန်းကြွယ်တထေးတွေစဉ်းစားပုံစဉ်းစားနည်းရဲ့တွေးပုံတွေးနည်းရဲ့လျှို့ဝှက်ချက်များပေါ့နော်စာရေးဆရာကတော့ T. Harv Eker ဖြစ်ပါတယ်ရှင်းရှင်းလေးပါစာအုပ်ကတော့ Think Rich to Get Rich ချမ်းသာခြင်းနဲ့ဆိုရင်တော့ချမ်းသာတဲ့သူတွေတွေးတဲ့အတိုင်းလိုက်တွေးပါပေါ့အဲ့တော့မနေ့က introduction အပိုင်းမှာကတော့ကျွန်တော်ခြုံငုံပြီးပြန်ပြောမယ်ဆိုရင်တော့ခုနပြောခဲ့လို့ပဲတထေးတွေလုတ်တဲ့အတိုင်းတွေးတဲ့အတိုင်းကျွန်တော်တို့ကပုံတူလိုက်ပြီးတော့ copy လုပ်ရုံပဲ like တွေးရုံပဲ like လုပ်ရုံပါပဲကျွန်တော်တို့ဒီကနေ့ကိုလက်ရှိနေတဲ့နေရာမှာပဲရှိနေတယ်ဆိုတာကကိုယ့်ရဲ့လက်ရှိအတွေးအခေါ်တွေကြောင့်ပဲလက်ရှိလုပ်ပုံလုပ်နည်းတွေကြောင့်ပဲအဲ့တော့ဒီထက်ပိုပြီးတော့မြင့်ချင်တဲ့နေရာကိုသွားမယ်ပိုပြီးတော့ချမ်းသာချင်တယ်ဆိုရင်ကျွန်တော်တို့လက်ရှိနေတဲ့အရာတွေကနေပြီးတော့ပြောင်းလဲပြရမယ်ကျွန်တော်တို့မသိသေးတဲ့အရာတွေကြောင့်ကျွန်တော်တို့ကဒီထက်ပိုပြီးတော့မချမ်းသာတာမဟုတ်ဘူးမအောင်မြင်တာမဟုတ်ဘူးကျွန်တော်တို့သိပြီးသားအရာတွေကပဲကျွန်တော်တို့ကိုချဲ့လဲထားတာဖြစ်တယ်ကျွန်တော်တို့ကိုကန့်သက်ထားတာဖြစ်တယ်ဆိုတာကိုမနေ့ကဏ္ဍန်ပိုင်းမှာ introduction ပိုင်းမှာဖတ်သွားပါတယ်ဒီနေ့တော့ part 1ကနေစပါမယ်ခေါင်းစဉ်ကတော့ Your Money Blueprint သူကတော့ငွေကြေးဆိုင်ရာလမ်းပြမြေပုံလို့ကျွန်တော်ဘာသာပြန်ပါမယ်အဲ့တော့ဘယ်ဘက်အချမ်းဆိုတာမရှိဘဲနဲ့ညာဘက်အချမ်းဆိုတာရှိဖို့ဖြစ်နိုင်သလားပေါ့လုံးဝမဖြစ်နိုင်ပါဘူးเนาะတစ်ဆက်တည်းမှာပဲပိုက်ဆံဆိုတဲ့ငွေကြေးနဲ့ပတ်သက်ပြီးတော့အတွင်းအပြင်ဆိုတဲ့နီးဥပဒေသားတွေရှိကြပါတယ်ပြင်ပဥပဒေသားတွေကတော့စီးပွားရေးလုပ်ငန်းဆိုင်ရာဘုဒ္ဓ English လို့ဆိုရင်တော့ business knowledge ပေါ့နော်ငွေကြေးစီမံခန့်ခွဲမှု money management အဲ့ဒါနဲ့ယင်းနှီးမြှုပ်နှံမှုဆိုင်ရာဗျူဟာများ investment strategies အဲ့ဒါတွေဖြစ်ပါတယ်ဒါတွေကတော့အတွင်းအပြင်ဆိုတဲ့စီးထဲမှာပြင်ပအပြင်ဥပဒေသားတွေဖြစ်ပါတယ်တကယ်ကိုမရှိမဖြစ်အရေးကြီးတဲ့အရာတွေဖြစ်ပါတယ်အတွင်းပိုင်းဆိုင်ရာဤဥပဒေသားတွေကလည်းပြင်ပဤဥပဒေသားတွေနဲ့ထပ်တူထပ်မျှပဲအရေးကြီးပါတယ်အဲ့တော့ပြောချင်တာကတော့ဒီနေရာမှာသူကအတွင်းနဲ့အပြင်ဆိုတာကတော့အတွင်းဆိုတာခမားရဲ့စိတ်နေစိတ်ထားကိုပြောတာပါပတ်စံနဲ့ပတ်သက်လာရင်ခမားဘယ်လိုစိတ်ထားတွေတွေးတယ်ဘယ်လိုစဉ်းစားတယ်ဆိုတာကိုပြောတာပါအဲ့တော့ဒီနေရာသွားပါမယ်လူဆိုတာအချိန်ကိုက်နေရာကိုက်ဖြစ်ုံနဲ့မရသေးပါဘူးအချိန်ကိုက်နေရာကိုက်လှုပ်တက်တဲ့အပြင်လူမှန်နေရာမှာဖြစ်ရပါမယ်အဲ့တော့ခမားဘယ်လိုလူစားမျိုးလဲဘယ်လိုတွေးခေါ်စဉ်းစားလေးရှိသလဲခမားယုံမှတ်လက်ခံကျင့်သုံးတဲ့အရာတွေကဘာတွေလဲခမားလုပ်နေကြအမှုကျင့်အလေးထားတွေကဘာတွေလဲကိုဘယ်လိုခံယူထားသလဲကိုယုံကြည်မှုဘယ်လောက်ရှိသလဲသူများတွေနဲ့ဘယ်လောက်ထိကောင်းအောင်ပတ်သက်ဆက်ဆံတတ်တယ်လဲသူများတွေကိုဘယ်လောက်ထိယုံကြည်တတ်တယ်လဲဥစ္စာစည်းစိမ်ကြွယ်ဝမှုနဲ့ကိုထိုက်တန်တယ်လို့ထင်သလားခမကြောက်ရွံ့မှုတွေစိုးရိမ်ကြောင်ကြမှုတွေမသက်မသာအဆင်မပြေမှုတွေကြားမှာဘယ်လောက်ထိလှုပ်တက်ဂိုင်တက်တယ်လဲပြီးတော့စိတ်မပါနေတဲ့အချိန်မျိုးမှာတောင်မှလုံနိုင်ဂိုင်နိုင်စွမ်းရှိရလားပေါ့
ကိုဒီမှာတော့ mood လို့ပြောထားတာပေါ့နော်ကိုကလုံးဝစိတ်မပါနေတဲ့အချိန်မှာတော့မလုံမနေရမလို့လုံရမယ်ဆိုရင်ကို့မှာလုံနိုင်စွမ်းရှိသလားတဲ့အဲ့တော့ World Principle 1ပေါ့နော်ကြီးပွားရေးဥပဒေသ1ပေါ့အဲ့ဒီတော့သင်ရဲ့ဝင်ငွေပမာဏဟာသင်လှုပ်ဆောင်မှုပမာဏနဲ့ဓာတ်ရိုက်ချိုးကြပါတယ်သင်ရဲ့ငွေကြေးဆိုင်ရာလမ်းပြမြေပုံကဘာကြောင့်အရေးကြီးပါသလဲလုပ်ငန်းကြီးတွေလုပ်နေရင်ပတ်စံတွေအများကြီးချမ်းသာနေရင်ကနေပြီးတော့စီးပွားပြတ်သွားတဲ့သူတွေအကြောင်းခင်ဗျားတို့ကြားဘူးကြမှာပါအဲ့တော့ခုနပြောခဲ့တဲ့ပြင်ပနည်းဥပဒေသားနဲ့ကြည့်မယ်ဆိုရင်တော့ကံမကောင်းလို့စီးပွားရေးကျဆင်းနေတဲ့အချိန်နဲ့ကြုံလို့လုပ်ဖို့ကံဘက်တွေအသုံးမချလို့စသဖြင့်အကြောင်းရင်းမျိုးစုံရှိပါလိမ့်မယ်ဒါပေမဲ့အတွင်းဘက်ဥပဒေသားနဲ့တိုင်းတာကြည့်ရင်တော့အဖြေကတစ်မျိုးဖြစ်နေပါလိမ့်မယ်အဲ့ဒါကြောင့်အတွင်းပိုင်းဆိုင်ရာဥပဒေသားဆိုတဲ့ခင်ဗျားတို့ရဲ့အတွင်းစိတ်ကငွေကြေးအမြောက်အများကိုကင်တွယ်ဖို့အစင်သက်မဖြစ်သေးရင်ပတ်စံတွေတပုံတော်ကြီးရလာခဲ့ရင်တော့မှအဲ့ဒီပတ်စံတွေကခင်ဗျားလက်ထဲမှာရေရှည်ခံမှာမဟုတ်ပါဘူးလေးလာတွေ့ရှိချက်တွေမှာအကြိမ်ကြိမ်ဖော်ပြထားတဲ့အချက်တစ်ခုကတော့ထီပေါက်ပြီးတော့ချမ်းသာလာတဲ့သူတွေကနောက်ဆုံးတော့သူတို့ရဲ့ငကိုထီမပေါက်ခင်အနေအထားစီကိုပဲပြန်ရောက်သွားတတ်ကြတာပါပဲသူတို့ကင်တွယ်ကြက်မှတ်နိုင်တဲ့ငွေကြေးပမာဏလောက်ကပဲသူတို့လက်ထဲမှာကြံရှိမှာပါကိုယ်ပိုင်စွမ်းစားနဲ့ကျွယ်ဝချမ်းသာလာတဲ့သူတွေကတော့လုပ်ငန်းရှုံးနေမှုကြောင့်လက်ထမ်းမှာရှိသမျှပတ်စံတွေကုန်သွားခဲ့ရင်တောင်မှအချိန်တိုလေးအတွင်းမှာပဲဆုံးရှုံးသမျှကိုပြန်လည်ရယူနိုင်ကြစမြဲဆိုတာကိုသတိထားမိကြမှာပါကိုမြင်နိုင်တွေ့နိုင်တဲ့အရာတွေကိုပြောင်းလဲလိုက်ခြင်းနဲ့ဆိုရင်မမြင်နိုင်တဲ့အရာတွေကိုသေချာပေါက်ရင်ပြောင်းလဲပြစ်ရမှာဖြစ်ပါတယ်ပြောချင်တာကတော့သူပြောတဲ့အပြင်နဲ့အတွင်းဥပဒေသားနှစ်ခုမှာမမြင်နိုင်ရတဲ့မမြင်ရဘူးဆိုတဲ့ကိုယ့်ရဲ့အတွင်းဥပဒေသားဖြစ်တဲ့ငွေရေးကြေးရေးပေါ်မှာထားတဲ့ခင်ဗျားတို့ရဲ့စိတ်နေစိတ်ထားတွေကိုအရင်ပြောင်းလဲပြရမှာဖြစ်ပါတယ်တဲ့အဲ့တော့နောက် post မှာဂျာနဲ့အပိုင်းတွေကိုကျွန်တော်ဆက်ဖတ်သွားပေးပါမယ်ဒီစာအုပ်ခေါင်းစဉ်ကတော့ Secrets of the Millionaire Mind မီလီယံနာတန်းကြွယ်တထေးများစိတ်နေစိတ်ထားရဲ့ရှုဝက်ချက်ဖြစ်ပါတယ်စာရေးဆရာတော့ T.Harv Eker ပါ Think rich to get rich ချမ်းသာခြင်းနဲ့ဆိုရင်တော့ချမ်းသာတဲ့သူတွေတွေးတဲ့အတိုင်းလိုက်တွေးပါအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော် MEN ပါ